ရေဘေးဒဏ်ကြောင့်ရေမြုပ်၍ပျက်စီးသွားတဲ့တင့်ရဲ့ EV ကစက်ပိုင်းဆိုင်ရာနဲ့လျှက်စစ်စနစ်တွေကိုစိတ်ပူနေပြီလား။မိုးရသည့်ရေကြီးရေချမ်းမှုကြောင့်ရေမြုပ်ပြီးပျက်စီးသွားတဲ့ EV ကားများကိုထိခိုက်ပျက်စီးသွားတဲ့စက်ပိုင်းဆိုင်ရာ mechanical လျှက်စစ်ပိုင်းဆိုင်ရာ electronic နဲ့အဓိကစနစ်ပိုင်းဆိုင်ရာတွေကိုကျွမ်းကျင်ပညာရှင်တွေကအဆင့်မြင့်နည်းပညာတွေနဲ့ပြေဝပြန်လည်ပြုပြင်ပေးနေပါပြီ။ Next EV မှာ100%ဝန်ဆောင်မှုပေးရန်အသင့်ဖြစ်နေပါပြီရှင်။ရေဝင်ရေမြုပ်ပြီးတော့ပျက်စီးသွားတဲ့ EV ကားတွေရဲ့စက်ပိုင်းဆိုင်ရာနဲ့လျှက်စစ်စနစ်များကိုကျွမ်းကျင်ပညာရှင်များဖြင့်ဆေးစစ်ကြပြုပြင်ပေးခြင်းလိုအပ်သည့် spare part ပစ္စည်းများအသင့်ရှိနေပြီး new သို့မဟုတ်စက်ကပ်များကိုစိတ်ကြရွေးချယ်ပြုပြင်အသုံးပြုနိုင်ခြင်းတင်းရဲ့တမိုးကြီး EV ကားကိုမူလဆွဲဆောင်ရေးအတိုင်းစိတ်ချယုံကြည်စွာပြန်လည်မောင်းနှင်နိုင်ဖို့ Next EV မှာပြုပြင်ပေးဖို့ ready ဖြစ်နေပြီမို့အခုပဲအန်လိုက်ပါရှင်။ပေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ hotline ဖုန်းနံပါတ်များဖြစ်တဲ့39 986 369 342နဲ့39 253လုံး9490 39 69 16 16 16 3တို့ကိုအခုပဲဆက်သွယ်လိုက်တော့နော် Next EV. Drive the future.